ဒီဗီဒီယိုလေးမှာတော့ရခိုင်တပ်တော်AAဘာကြောင့်စီအောင်မြင်တယ်လဲလူငယ်26ဦးတနက်တလက်နဲ့အစာပြူရဲ့ AA နဲ့ရခိတာတို့အတွက်ရှောင်းလန်းမဲ့လမ်းကစီအစိုးရကဘာရီပြင်ဆင်ထားတယ်လဲစီမဟာမိတ်ဘလို့ဖွဲ့စည်းထားတယ်လဲဆိုတာနဲ့ရခိတာလမ်းစဉ်မှာရှေ့လျှောက်ဘာရီများကြုံတွေ့ရနိုင်တယ်လဲဆိုတာကိုတင်ပြထားပါရယ်ရခိုင်တပ်တော် AA ကချင်းပြည်နယ်ပလောဝါနဲ့စမီတို့အပါအဝင်ရခိုင်ပြည်နယ်အတွင်းကပေါတော်ကြောက်တော်မြေပုံမြောက်ဦးတောင်ပြိုလဝဲမင်းပြပုံနာကျုံရှမ်းပြည်တန်တွဲဘူးတီတောင်စားရမျိုးစိန်မျိုးကိုထိန်းချုပ်ထားနိုင်တဲ့အထိအောင်မြင်မှုရှာနေပြီမဲ့လေဒါဟာခရီးရှည်ကြီးတစ်ခုရဲ့အစာပဲရှိသေးတယ်လို့ရခိုင်အရေးအကဲခတ်တွေကသုံးသပ်ကြပါရယ်ရခိုင်ပြည်နယ်ကစစ်ရေးအောင်မြင်မှုရဲ့ပထမခြေလှမ်းကိုကချင်ပြည်နယ်လိုင်ဇာမှာစခဲ့ပြီးတော့လူငယ်26ဦးတနက်တလက်နဲ့အစာပြူတဲ့တော်လိုင်းရေးခရီးရှည်ကို15နှစ်တိုင်အောင်ရှောက်ခဲ့ကြတာဖြစ်ပါရယ်စစ်မြေပြင်အောင်မြင်မှုတွေကြောင့်စစ်ကြီးဝင်ပြီးတော့ရှမ်းသူကိုရှော့မတွက်ဖို့တောင်ပေါ်ရောက်ရာတွေမဖြစ်ဖို့အတွက်လိုအပ်တယ်လို့အာရခတ်တတော်တမှုကြောင့်ပိုးကျုပ်ထွန်မြနိုင်ကတက်တီထောင်မှု15နှစ်ပြည့်မိကုံမှာတတိပေးပြောဆိုခဲ့ပူပါရီအနေနဲ့အတက်ကြရညာတဲ့ဒီလန်ခီမှာမထင်မပေးနဲ့ပေါ်လာတဲ့အခွင့်အရေးတွေကိုမလွတ်တမ်းစုပ်ကိုင်နိုင်မှုမဟာမိတ်စုဖွဲ့နိုင်မှုနဲ့ရခိုင်လူထုရဲ့အားပေးထောက်ခံမှုရရှိအောင်စွမ်းဆောင်နိုင်ခဲ့မှုတွေကအတိအကျကြခဲ့တယ်လို့အကဲခတ်တွေကရှုမြင်ကြပါရီဒီနေရာမှာပိုးကျုပ်ထွန်မြနိုင်ရဲ့ AA ပေါ်မှာတရုတ်ထောက်ခံမှုကိုကြီးကြရအောင်ပါ AA အင်အားကြီးမားလာမှုနဲ့တရုတ်နိုင်ငံဆက်ဆံနေတဲ့အကြောင်းရှုမြင်တော်တဲ့သူတွေအများအပြားရှိကြပါရီ2011ခုနှစ်မြစ်ဆောင်စီမံကိန်းကိုရပ်ဆိုင်းလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ AA ကအင်အားကြီးမားလာမှုကိုဦးသိန်းစိန်အစိုးရရဲ့သမရရှော်ဝင်ကြီးဦးစိုးသိန်းကဒီမိုကရေစီနိုင်ငံတည်းနဲ့သမရဦးသိန်းစိန်စာအုပ်မှာလေးထည့်ပြီးတော့ရှိထားပါရီမြန်မာမဟာဗျူဟာနဲ့မူဝါဒလိလာရေး Institute ကတော့ရခိုင်တပ်တော် AA ရဲ့ကြီးထွားလာပုံက2010ခုနှစ်မှာမြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းမှုနောက်ပိုင်းနဲ့ဆက်ဆံနေရလို့ဆိုပါရီအထူးသဖြင့်တရုတ်နိုင်ငံက American Dollar ဘီလီယံနဲ့ချီပြီးတော့ရှင်းနှီးမြှုပ်နှံထားတဲ့မြစ်ဆောင်စိတ်ကို2011ခုနှစ်စက်တင်ဘာလမှာရည်တံပြီးတဲ့နောက်ပိုင်းအနောက်နိုင်ငံတွေနဲ့ပို့ပြီးတော့အကျွမ်းတဝင်ဖြစ်လာတဲ့ဦးသိန်းစိန်အစိုးရလက်ထက်တရုတ်အစိုးရရဲ့စိုးရိမ်မှုပူပန်မှုနဲ့ဆက်ဆက်နေရလို့ ISP ကရေးသားထားပါရီတရုတ်အစိုးရဟာသူ့ရဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါ်ပေါ်မှာအခြေခံထားတဲ့ရခိုင်ပြည်နယ်ကကြောက်ဖြူရှင်တဲ့စိတ်ကအထူးစီးပွားရေးဆောင်ရှင်းနေတဲ့တဘာဝတံငွေပိုက်လိုင်းစားရစီးပွားရေးပိုင်းအပြင်ကျန်းတဲ့လုံခြုံရေးရာတွေအတွက်ရှမ်းမြောက်ဒေသအပြင်ရခိုင်ဒေသကိုပါတရုတ်ရဲ့အကျိုးစီးပွားဆက်ဆက်ဒေသအဖြစ်ရှုမြင်လာခဲ့တယ်လို့ ISP မြန်မာကရေးသားထားပါရီ။ဒါကိုအခွင့်အရေးဖြစ်နေစုပ်ကိုင်ပြီးအသုံးချနိုင်ခဲ့တဲ့ပြိပခစကောင်ကတော့ရခိုင်တပ်တော် AA နဲ့ဦးဆောင်သူပိုးကျုပ်ထွန်မြင်နိုင်လို့ ISP မြန်မာကဆိုထားပါရီ။2009ခုနှစ်ကကချင်ပြည်နယ်လိုင်ဇာမှာစပြီးတော့တီထောင်ကစားက26ဟောသားရှိတဲ့အခြေအနေကနေ2011ခုနှစ်မြစ်ဆောင်ဖြစ်စဉ်နောက်ပိုင်းအထူးသဖြင့်2014ခုနှစ်ရခိုင်ပြည်နယ်ကိုပြန်ပြီးတော့အခြေချနိုင်တဲ့နောက်ရခိုင်တပ်တော်မှာတပ်ဖွဲ့ဝင်ပေါင်း1000ချီလာခဲ့ပြီးတော့တိုင်းရင်းသားလက်နက်ကိုင် EAO တွေမှာတော့ဝတ်တပ်ဖွဲ့ပြီးဒုတိယအကြီးဆုံးတပ်ဖြစ်ကြီးထွားလာပုံကိုကြည့်ရင်မြင်သာတယ်လို့ ISP မြန်မာကရေးသားခဲ့ပါတယ်။ AA အင်အားကြီးမားလာမှုနဲ့တရုတ်နိုင်ငံဆက်ဆံနေမှုကိုအနောက်ဘက်ရခိုင်ပြည်နယ်ကလက်နက်ကိုင်ဖွဲ့တွေဟာအရှိဘက်ကတရုတ်နေဆက်တကြောမှာတိုက်ပွဲဆင်နိုင်ခဲ့တဲ့အချက်တွေကိုနိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါရီ။ AA နဲ့တရုတ်ဩဇာမကင်းတဲ့လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ဝတ်တပ်ဖွဲ့ UWSA နဲ့ကိုကန်တန် MNDAA တို့နဲ့မဟာမိတ်ဖြစ်နေပြီးတော့တရုတ်နေဆက်အခြေစိုက်မဟာမိတ်တွေရဲ့ကူညီပံ့ပိုးမှုတွေကြောင့်အင်အားကြီးမားလာတာညှိမရဘူးလို့အကဲခတ်တွေကပြောဆိုကြပါရီ။တိုင်းရင်းသားအရေးလိလာသုံးသက်သူတူကတော့ NLD အစိုးရလက်ထက်ကငင်းကြရေးဆွေးနွေးပွဲတစ်ခုဟာနေပြီးတော့မသွားချင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကိုတရုတ်နိုင်ငံကူမင်းအောင်ခေါ်ပြီးတော့လေရင်နဲ့နေပြီးတော့ကိုတင်မိခဲ့တဲ့အကြောင်းပြန်ပြီးတော့ပြပါရီ။ဒီဖြစ်စဉ်ကတော့အမြင်သာဆုံးပေါ့ပြီးတော့ကုမင်းမှာတရုတ်ကမကထလုပ်ပြီးခဲ့တဲ့ငင်းကြရေးဆွေးနွေးပွဲအဆက်ဆက်ကိုကြည့်ရင်တော့ဒီအဖွဲ့တွေပေါ်မှာတရုတ်ရဲ့ဩဇာလွှမ်းမှုကိုသိနိုင်ပါတယ်လို့သုံးသပ်ကြပါရီ။လူငယ်နိုင်ငံရေးကောင်းဆောင်ပိုးကျုပ်ထွန်မြင်နိုင်ရဲ့ကောင်းဆောင်မှုကလည်းAAမှာရှိတဲ့လက်ရှိအစဉ်တန်းကိုပို့ဆောင်ပေးခဲ့တာလို့သုံးသပ်ကြပါရီ။အဲလန်ညွန်ကလည်းလက်နက်ကန်ကောင်းဆောင်ဖြစ်လာတဲ့ပိုးကျုပ်ထွန်မြင်နိုင်ဟာစီယိုရေးကောင်းသူတူဖြစ်ပြီးတော့သူ့ရဲ့မိကုန်းတွေကနေတဆင့်ရခိုင်ပြည်သူတွေကိုရခိတာအိမ်မန်နဲ့ပတ်သက်လို့ထိရောက်တဲ့သတင်းစကားတွေပါနိုင်ခဲ့တာဖြစ်ပါရီ။ရခိုင်ပြည်ဆိုတာနှစ်ထောင်ချီပြီးမှအချုပ်အခြာအာဏာပိုင်နိုင်ငံတော်တစ်ခုဖြစ်ခဲ့လို့ကျွန်တော်တို့အပိုးအပီးတွေကအစတနေ့နေ့တစ်ချိန်ချိန်မှာကျွန်တော်တို့ရခိုင်လူမျိုးတွေဟာဒီမြေပေါ်မှာလွတ်မြောက်လိုတယ်လွတ်မြောက်ပြီးမှဂုဏ်သိက္ခာရှိတဲ့အရှင်လိုဘဝမျိုးကိုတောင်းတကြတယ်ဒါဟာရခိုင်လူမျိုးတယောက်ချင်းစီရဲ့ရှင်ထဲမှာအနက်ရှိုင်းဆုံးရှိတဲ့ဆန္ဒလေးဖြစ်တယ်လို့ပိုးကျုပ်ထွန်မြင်နိုင်ကရခိတာအိမ်မန်နဲ့ပတ်သက်လို့ BBC သတင်းဌာနနဲ့အင်တာဗျူးတွေမှာပြောဆိုခဲ့ပူပါတယ်ရခိတာအိမ်မန်ကိုအကောင့်ထဲဖော်ခဲ့ကြတဲ့ရခိုင်ကောင်းဆောင်အဆက်ဆက်မှာပိုးကျုပ်ထွန်မြင်နိုင်ကအောင်မြင်ဆုံးမှုပြောလို့ရတဲ့အကြောင်းနိုင်ငံရေးအကဲခတ်တချို့ကသုံးသပ်ကြပါရီ။ AA ရဲ့စုဖွဲ့မှုဒီစနစ်ကြမှုမဟာဗျူဟာတကြလှုပ်ဆောင်နေမှုတွေနဲ့အချိန်တိုတွင်မှာကြီးထွားပြီးတော့အောင်မြင်လာမှုတွေကရခိုင်သမိုင်းတစ်လျှောက်မှာမရှိခဲ့ဘူးလို့ရခိုင်အရေးသူသေးတယောက်ကပြောဆိုထားပါရီ
ဒီနေရာမှာအေအေရဲ့မဟာမိတ်ဆက်ဆံရေးဘယ်လိုများရှိနေတယ်လဲဆိုတာကိုကြည့်ကြရအောင်ပါရခိုင်တပ်တော် AA နဲ့15နှစ်ပြည့်အထိမ်းအမှတ်ကိုဝတ်တပ်ဖွဲ့ UWSA နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်လက်နက်ကင်နဲ့အရက်ဖက်အဖွဲ့အစည်း30ကျော်ကဝမ်းမြောက်ကြောင်းတဝန်လာပြီးပြပို့ခဲ့ကြပါတယ်။ကစင်လွတ်လပ်ရေးတမတော် KIA ရဲ့အကူအညီနဲ့တော်လှန်ရေးခရီးစပြီးတော့ရှောက်ခဲ့တဲ့ AA ဟာဝတ်တပ်ဖွဲ့ UWSA ကိုကန်တက် MNDAA တောင်းတ TNL တို့နဲ့လည်းခိုင်မြဲတဲ့မဟာမိတ်ဆက်ဆံရေးကောင်ကိုတိစောက်ထားနိုင်ခဲ့ပါတယ်။ကိုကန်တက် MNDAA တောင်းတ TNL နဲ့ရခိုင်တပ်တော် AA တို့ရဲ့မြောက်ပိုင်းမဟာမိတ်သုံးဘက်ကလည်းဆက်ဆံရေးကောင်းတာကိုလက်ရှိဆက်ဆံရေးတွေကတည်တည်ဖြစ်ရှိနေပါတယ်။လူ26ယောက်တနက်တလတင်နဲ့စတင်ခဲ့ရတဲ့ AA ကို MNDAA ခေါင်းဆောင်ဦးဖွန်ကြရှင်ကတနက်အလက်100လက်ဆောင်ပေးခဲ့တဲ့အကြောင်း AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကကိုကန့်ခေါင်းဆောင်ဦးဖွန်ကြရှင်စာပနာမှာထုတ်ပြောခဲ့မှုပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အကူအညီကိုရယူခဲ့တဲ့ AA ဟာ2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာခဲ့တဲ့တော်လှန်ရေးအဖွဲ့တွေကိုလည်းစစ်ရေးနဲ့လက်ကျင့်ရေးအကူအညီတွေပေးခဲ့ပါတယ်။ဗမာပြည်သူ့လူမျိုးရေးတပ် PPL ပါဝင်ဒေသကာကွယ်ရေးတပ်တချို့ကလည်း AA ရဲ့စစ်ရေးနဲ့လက်ကျင့်ရေးအကူအညီတွေပေါ်မှာကျေးဇူးတင်ကြောင်းအာရခတပ်တော်15နှစ်ပြည့်တဝန်လွှာမှာထေရီခဲ့ပါတယ်။လက်ရှိချိန်မှာအပြစ်ခတ်ရစေးစာချုပ်ကချန်လက်ချင်းခံထားတဲ့လက်နက်ကိုင်သုံးဘက်ဘလောက်တောင်မှအင်အားကြီးလာတယ်လဲဆိုတာကိုကြည့်ကြရအောင်ပါ။တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာအင်အားကြီးမှဆုံးဖြစ်တဲ့ဝါတပ်ဖွဲ့ UWSA ဦးဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ထဲမှာ AA ပါဝင်ပါတယ်။ကိုပိုင်အုပ်ချုပ်ခွင့်အတွက်ကြိုးပမ်းခြင်းနဲ့ပြည်သူတွေရဲ့လူနေမှုဘဝကိုတိုးတက်ကောင်းမွန်အောင်လုပ်တဲ့လုပ်ငန်းစဉ်တွေမှာအပြန်အလှန်လေးလာသိယူပြီးတော့နှဆိုင်တဲ့ချစ်ကြည်ရှိနေမှုကိုဖော်ဆောင်ခဲ့ကြတယ်လို့ဝါတပ်ဖွဲ့ UWSA ကအာရခတပ်တော်15နှစ်ပြည့်ကိုတဝန်လွှာပေးပို့ခဲ့ပါတယ်။ AA ဟာ2023ခုနှစ်အောက်တိုဘာလမှာစတင်တဲ့2029စစ်စင်ရေးကိုကန်တက် MNDAA တအောက်တက် TNL တို့နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေကိုဖော်ဆောင်ခဲ့ပြီးတော့မြို့တွေသိမ်းနိုင်တဲ့အထိအောင်မြင်ခဲ့ပါတယ်။ဒါအပြင်အာရခတပ်တော်ရဲ့ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ကလည်းရှမ်းပြည်တမတော်ဌာနချုပ်ဝါဟိုင်းက260ပြည့်အခမ်းအနားကိုသွားပြီးတော့ရှမ်းပြည်တမတော် SSPP နဲ့ချစ်ကြည်ရင်းနှီးမှုကိုပြသခဲ့ပါတယ်။မြန်မာထိုင်းနယ်စပ်အနီးက TNL တမဟာ9 area တွေမှာလည်းရခိုင်တပ်တော်တပ်စခန်းတစ်ခုရှိနေခဲ့ပါတယ်။2022ခုနှစ်ဇူလိုင်လ4ရက်နေ့မှာအဲဒီစခန်းကိုတပ်မတော်ကစက်တိုက်လေယာဉ်2စင်းနဲ့ပုံကျဲတိုက်ခိုက်တဲ့အတွက် AA တပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့ပါတယ်။ AA ရဲ့မဟာမိတ်ဆက်ဆံရေးပါနှင့်မှုကို NUG ပေါ်မှာထားတဲ့သဘောထားကိုကြည့်ရင်မြင်သာပါတယ်။ NLD ဦးဆောင်တဲ့အစိုးရလက်ထက်မှာ AA နဲ့တပ်မတော်ကြားတကြောပြန်စစ်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပူပါတယ်။2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ NLD ပါတီဝင်တွေပြန်ပါတယ်။ NUG နဲ့ဆက်ဆံရေးကိုပြောဆိုရမှာဆိုရင်တော့ကျွန်တော်တို့အရှင်တော်ကတော့ရှမ်းသူလိုမျိုးဖြစ်ခဲ့ပြီးမြဲအမြဲတမ်းရှမ်းသူအမြဲတမ်းမိတ်ဆွေဆိုတာလည်းမရှိနိုင်ပါဘူး။ကျွန်တော်တို့ကအမြဲတမ်းမိတ်ဆွေတွေကိုစိတ်စေနာအမှန်နဲ့ရှောက်ဖွေပါတယ်။တိုင်းပြည်အတွက်အရေးကြီးတဲ့လူတွေကိုကျွန်တော်တို့ကတိုင်းပြည်အကျိုးကိုရှေ့ရှုပြီးမှကူညီတဲ့နာကူညီမယ်လုပ်တဲ့နာကိုလုပ်မယ်ဆိုတဲ့သဘောထားရှိပါတယ်လို့ထွန်းမြတ်နိုင်ကဖြေဆိုထားပါတယ်။ဒီလိုပြောဆိုခဲ့ပြီးမြဲ2020ပြည့်နှစ်လောက်ကတော့ဝက်ချမ်းများဟာအစိမ့်နဲ့ပဲရိုက်အနီနဲ့ပဲရိုက်နာရာကတော့အထူးတူပါပဲလို့ပြောဆိုခဲ့ပူပါတယ်။ရခိုင်တပ်တော်ရဲ့တတိယနေ့ကိုစုံစမ်းထောက်လှမ်းပြီးတော့အစီရင်ခံစာမှာစတင်ခဲ့ပူတဲ့အရာရှိဟောင်းတူကတော့လက်ရှိAAအင်အားကြီးလာတာနဲ့စီရေးအရာအောင်မြင်လာတာကိုပြောဆိုရမှာဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရနှစ်ဆက်စလုံးမှာရခိုင်တပ်တော်ရဲ့တတိယနေ့ကိုထောက်လှမ်းနိုင်ခဲ့ပြီးမြဲ short တက်ခဲ့ပြီးလို့ပြောဆိုထားပါတယ်။ဦးသိန်းစိန်အစိုးရလက်ထက်အသွင်ကူးပြောင်းမှုမှာရရှိခဲ့တဲ့ပွင့်လင်းမှုအသုံးချပြီးရခိုင်လူလူရဲ့နိုင်ငံရေးနှိုးချမှုကိုတဆင့်မြင်ခဲ့ကြတယ်လို့အကဲခတ်တွေကလည်းပြောကြပါရယ်။မြေပေါ်နိုင်ငံရေးလွတ်တော်နိုင်ငံရေးနဲ့သွားမယ်။မရရင်မြေအောက်နိုင်ငံရေးနဲ့သွားဖို့အတွက်ပြင်ထားခဲ့ကြတယ်လို့အေးဘက်ကပြင်ဆင်ထားတဲ့ပုံစံကိုလည်းပြောဆိုခဲ့ကြပါရယ်။ကြောက်တော့မြောက်ဦးမင်းပြမြို့နယ်တွေကို2014ခုနှစ်ကစတင်ပြီးတော့ရခိုင်တပ်တော်ကစိတ်ဝင်လာခဲ့တာကိုစစ်တပ်ဘက်ကတည်ရခဲ့ပါရယ်။ကချင်ပြည်နယ်လိုင်ဇာကနေရခိုင်ပြည်နယ်ထိတက်ရှိပြီးတော့စိတ်ဝင်လာခဲ့တဲ့အေးရဲ့လှုပ်ရှားမှုတွေကိုစီအကက်ခတ်တွေကလည်းကြီးကျူးခဲ့ကြပါရယ်။လူတွေတွေမကဘဲနဲ့လက်နက်တွေပါတဲ့ဒီတက်ရှိပြောင်းမှုကအံ့အားသင့်စရာပါလို့စီအကက်ခတ်တဲ့သူတွေကတော့မှပြောဆိုရတဲ့အထိဖြစ်ခဲ့ပါရယ်။ထောက်လိုင်းရေးသတင်းတွေကတော့ဒီပြောင်းရွှေ့မှုမှာခီးတဲ့တင်ကာရီရဲ့ဝမ်ဘိုက်ထဲမှာလက်နက်တွေကိုတစားစီဖြုတ်ပြီးတော့အတော့လိုက်သေးသွားခဲ့ကြတယ်လို့ဆိုပြီးဝါနဲ့ KIA ထုတ်ထားတဲ့လက်နက်တချို့ပါတယ်လို့ဆိုပါရယ်။ဘလောဝါနဲ့ရခိုင်ပြည်နယ်ထဲမှာအေးကတိုက်ပွဲဖော်ဆောင်နိုင်တဲ့ကာလာရီရရှိလာခဲ့တဲ့အချိန်မှာပိုးချုံမှုကြီးမင်းအောင်လိုက်ကရခိုင်ပြည်နယ်မှာတာဝန်ကျတဲ့တိုင်းမှုတွေကိုပါစုပူချိန်မောင်းခဲ့တဲ့ကြောင်းရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောက်တူက BBC သတင်းဌာနကိုပြောဆိုခဲ့မှုပါတယ်။အဲဒီတိုင်းမှုတွေထဲမှာ2014ကနေ2016အထိရခိုင်ပြည်နယ်မှာတိုင်းမှုတာဝန်ထမ်းဆောင်ခဲ့တဲ့သူလက်ရှိ SCC အတွင်းရေးမှူးထိပါတယ်လို့သိရပါတယ်။
အေးရဲ့စီရေးဖြန့်ချက်မှုကြည့်မယ်ဆိုရင်တော့2029စစ်စင်ရေးနဲ့တစ်ဆက်တည်း2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာအေးကရခိုင်ပြည်နယ်မှာပါစစ်မျက်နှာပြင်ဖွင့်လှစ်ခဲ့ပြီးတော့လပိုင်းအတွင်းမှာမြို့စိန်မြို့ထိကိုတင်ပိုင်နိုင်ခဲ့ပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်ရဲ့မြို့ကိုမြို့ဖြစ်တဲ့ပေါကျော်မင်းပြမြေပုံရှမ်းပြည်မြောက်ဦးကြောက်တော်ပုံနာကျုံရတိတောင်နဲ့ဘူးတိတောင်ပါဝင်ချင်းရခိုင်နယ်စပ်ကပလောဝမြို့ရုပ်ကိုလည်းထိန်းချုပ်ထားပါတယ်။မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်မှာရှားရီဌာနချုပ်ဖွင့်လှစ်ထားတဲ့အေးကရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်လိုမျိုးအရှင်းနေနောက်စန့်ကျင်မဲ့ရက်တွေမှာလာပိုင်းအတွင်းတိုက်ပွဲတွေဖော်ဆောင်နိုင်ကြတာဖြစ်ပါတယ်။အေးကအိန္ဒိယနယ်စပ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးကမဟာဗျူဟာအရာအရေးပါတဲ့တပ်စခန်းတွေကိုရှောက်အောင်တိုက်ယူပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တရှိရာအန်နဲ့အစိုးရရုံးဆိုင်တဲ့စစ်တွေလိုနေရာတွေကိုနောက်ဆုံးမှတိုက်တဲ့ပုံစံမျိုးလေးတွေ့ရပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်အန်နဲ့မကွေးတိုင်းဆက်သွယ်ထားတဲ့အမ်ဘတန်ကာလန်တရှောင်းမှာပါတိုက်ပွဲတွေစတင်နေပြီးတော့စစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကိုထိန်းချုပ်ဖို့အတွက်ပြင်ဆင်ထားခဲ့ပါတယ်။ဆွန်လာဆန်းကိုဝင်ရောက်လာတဲ့ချိန်မှာတော့အေအေကတန်တွေးအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။မိုးဒူမဝင်ခင်သိန်းနိုင်အောင်အထောက်ခဲ့တာဟာလက်ရှိဇူလိုင်လအတွင်းမှာထိန်းချုပ်နိုင်ပြီလို့ဆိုထားပါတယ်။ကဘာလက်ခရီးသွားတွေသဘောကျနှစ်ချိုက်တဲ့ငပလီကမ်းခြေရှိရာတန်တွေဟာရခိုင်ပြည်နယ်တွေကလေရင်ခွင်ရှိတဲ့မြို့တစ်မြို့ဖြစ်တဲ့အတွက်ထောက်ပံ့ပို့ဆောင်ရေးအတွက်လည်းအရှိပါလာပါတယ်။အာရခတ်တော်ဟာရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ချင်းပြည်နယ်ပလောဝါကနေတောင်ပိုင်းမှာရှိနေတဲ့တန်တွေအထိတိုက်ပွဲတွေဖြန့်ကျက်နိုင်ခဲ့ပါတယ်။ဒါကရခိုင်ပြည်နယ်ထဲမှာရှိတဲ့တပ်ရဲ့လက်ကျန်အထူးအခြေစိုက်စခန်းတွေဖြစ်ကြတဲ့အန်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တောင်ကုတ်ကအမှတ်9စစ်စင်ရေးကုကဲမှုဌာနချုပ်နဲ့ဒေသကုကဲမှုဌာနချုပ်စစ်တွေတို့ကိုတောင်နှင်းများပိတ်ဆို့လိုက်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အေအေကတရုတ်စီမံကိန်းတွေရှိတဲ့ကြောက်ဖြူမျိုးကိုစီအရာတတိထားချင်းကပ်တာတွေတွေ့ရပါတယ်။ဇူလိုင်လရဲ့ထိရခိုင်ပြည်နယ်မှာအေအေသိမ်းပိုက်ထားတဲ့တန်ရင်ဌာနချုပ်က35ခုထပ်မင်းရှိလာခဲ့ပြီးဖြစ်ပါတယ်။နောက်ပြီးအာရခတ်တော်ဟာအရာရှိလေ့ကျင့်ရေးတင်တဲ့အမှတ်စဉ်3ကိုရခိုင်ပြည်နယ်မှာလုံနိုင်ခဲ့ပြီးတော့မေလာရီမှာအရာရှိ326ဦးတင်နန်းဆင်းခဲ့ပါတယ်လို့လည်းသိရပါတယ်။အမှတ်စဉ်တင်နဲ့အမှတ်စဉ်2တွေကိုတော့ကချင်ပြည်နယ်ထဲမှာပဲဖွင့်လှစ်နိုင်ခဲ့တာပါ။ဒီလိုမျိုးရခိုင်မှာဖွင့်လှစ်နိုင်တဲ့အထိအောင်မြင်မှုတွေကရခိတအိမ်မက်ရဲ့အစပဲရှိသေးတယ်လို့ရခိုင်အရေးသူတည်သူတွေကသုံးသပ်ကြပါတယ်။ရခိတအိမ်မက်ဆိုတာအေးမပေါ်ခင်ကလေးကမျိုးဆက်တစ်ခုပြီးတစ်ခုတော်လှန်လာခဲ့ကြတာလို့ရခိုင်အရေးသူတည်သူတွေကဆိုထားပါတယ်။အာရခတ်တော်ကလည်းသူတို့ဟာ Confederation ထမင်းနဲ့အစင်တန်းတွေကိုလိုချင်တယ်လို့ထုတ်ပြောထားပြီးတော့ဝတ်တပ်ဖွဲ့ UWSC ရဲ့အစင်တန်းကိုရှီမန်သက်ထားနေကြတာဖြစ်ပါတယ်။ကန်ယိုရန်ရှိတဲ့ရခိုင်ပြည်နယ်နဲ့တရုတ်နယ်စပ်ကဝါတီတာဟာပထဝီအရာရောတမိုင်းကြောင်အရာပါမတူညီကြလို့ကြုံတွေ့လာမယ့်ခက်ခဲနဲ့အခွင့်အရေးကတော့တူမှမဟုတ်ပါဘူးလို့အကဲခတ်တွေကသုံးသပ်ကြပါတယ်။လက်ရှိမှာအာရခတ်တော်ဟာရခိုင်လူတွေရဲ့ထောက်ခံမှုကိုရှာနေပြီးတော့ဒီထောက်ခံမှုကစစ်ရေးအောင်မြင်မှုတွေအတွက်အဓိကကျတယ်လို့အကဲခတ်တွေကဆိုကြပါတယ်။ခေတ်ဆက်ဆက်မတရားမှုနဲ့တန်းတူမညီမျှမှုတွေရှိခဲ့တာတွေကိုခါးစည်းခံရလို့လက်လက်တဲ့လူအဖွဲ့အစည်းတစ်ခုတိစောက်ချင်နေတဲ့ရခိုင်လူတွေရဲ့တော်လှန်ရေးရည်ချိန်ကမြင့်တက်နေတာကိုတွေ့ရပါတယ်။လက်ရှိအမြင်မှုကနေတဆင့်ဘယ်လိုမျိုးအာရခလူမှုဖွဲ့စည်းကိုပြန်လည်ပြီးတော့တိစောက်မလဲဆိုတာကတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။တရှိသူမိတ်ဆွေတို့အနေနဲ့ရောရခိုင်တပ်တော်အေးကဘာကြောင့်စီအောင်မြင်တယ်လဲဆိုတာပါဝင်လူငယ်26ဦးတနက်တလက်နဲ့အစာပြုခဲ့တဲ့ရခိတာတို့ရှောက်လမ်းမဲ့လမ်းကရောဘယ်လိုအခြေအနေတွေကိုရင်ဆိုင်ရအောင်မလဲဆိုတာကိုဘယ်လိုများထင်မိကြပါသလဲဆိုတာကွန်မန့်ကနေတစ်စစ်ထင်မြင်ယူဆချက်လေးတွေကိုဝေမျှပေးခဲ့ကြပါအောင်နော်